သမိုင်းဆိုတာအနိုင်ရသူတွေရေးတာလို့ပြောကြတယ်ဒါပေမဲ့တခါတရံမှာတော့တစ္ဆာတရားအတွက်နဲ့ပဲအသက်ပေးသွားတဲ့သူရဲကောင်းတွေကိုသမိုင်းကမေ့မေ့တယောက်ဖြစ်တတ်ပါတယ်သူကတော့မင်းခေါင်နော်ရထားကုန်းမောင်ခေဦးရဲ့စစ်နေတင်တွေမှာသူ့ရဲ့နာမည်ကပုံတိုင်းတစ်ခုလိုပါပဲကတဲ့တီရဲ့တောနတ်တွေကြားမှာသူဟာတအူးကနေအမြဲချီတက်ခဲ့သူပါယူရီးယားစစ်မျက်နှာမှာအသက်သေးခြင်းနဲ့ရှင်ချင်းကြားကပွဲလန်းမှာသူဟာအလောင်းမင်းတရားကြီးရဲ့ယုံကြည်မှုကိုအပြည့်အဝရရှိခဲ့တဲ့စစ်သူကြီးတဦးပေါ့ရှင်သခင်ရဲ့ရှေ့မှာလက်ကိုစုပ်ကိုင်ပြီးသူဂတိပေးခဲ့တယ်ကျွန်တော်မျိုးရဲ့အသက်ဟာအရှင်သခင်အတွက်ဆိုရင်ပန်းတပွင့်တိတ်ရွက်ထက်ပုံမနစ်ပါဘူးတဲ့ဒါပေမဲ့ကံကြမ္မာကသူ့ကိုစမ်းသပ်ပါတော့တယ်အလောင်းမင်းတရားကြီးစောက်ခွာချိန်မှာအန်တရဲ့အများဆုံးနောက်ခံခံတတ်တာဝန်ကိုသူရယူခဲ့တယ်သူသိခဲ့ပါတယ်ဒီတာဝန်ကနေပြန်လာဖို့ဆိုတာမတိကြတော့ဘူးဆိုတာကိုရန်သူတွေဝိုင်းမိသွားချိန်မှာသူ့ရဲ့တမှုတွေကထွက်ပြေးဖို့အကြံပေးကြတယ်သူညင်းလိုက်တယ်ငါတို့သာထွက်ပြေးရင်မင်းတရားကြီးရဲ့စခန်းနောက်နှင်းလိုက်မယ်ငါအတွက်တော့အသက်ထက်သစ္စာကပိုအရေးကြီးတယ်မီးတောက်တွေမြားချွတ်တီကြားထဲမှာသူဟာရွချွန်တိုက်ခိုက်နေပါတော့တယ်သူတိုက်ခိုက်နေတာသူ့အတွက်မဟုတ်ဘူးသူ့ရဲ့အရှင်သခင်အတွက်ပါမင်းတို့ဆုတ်သွားကြတော့ငါရဲ့တာဝန်ပဲထားခဲ့မင်းတရားကြီးရဲ့နောက်ကိုပဲလိုက်သွားခဲ့ကြဒါဟာသူ့ရဲ့နောက်ဆုံးပေးအပ်ခဲ့တဲ့သစ္စာစကားပါပဲဒါပေမဲ့သူ့ရဲ့အရှင်သခင်ဖြစ်တဲ့အလောင်းမင်းတရားကြီးနဲ့ရွာစံပြီးချိန်မှာတော့နန်းတွင်းကတန်တရာမိတောက်တွေကသူ့ကိုလောင်ငိုက်လာတယ်သစ္စာရှိခဲ့တဲ့သူဟာပုံကန်သူအဖြစ်ဆွတ်ဆွဲခံလိုက်ရပါတော့တယ်သူဘ누구ကိုမှမပုံကန်ခဲ့ပါဘူးသူပုံကန်ခဲ့တာကသူ့အပေါ်မယုံကြည်တော့တဲ့စနစ်ကိုပါငါအရှင်သခင်မရှိတဲ့နောက်ငါဘသူအတွက်နဲ့မှအသက်မရှင်တော့ဘူးလို့သူတွေးခဲ့ပုံရပါတယ်အင်းဝါမျိုးသစ္စာတရားတွေလမ်းလွဲနေတဲ့မြို့တော်မှာသူဟာနောက်ဆုံးခံတတ်အဖြစ်ရှိနေခဲ့တယ်တီသူတွေကိုဒုက္ခမပေးချင်တာနဲ့ပဲသူဟာတိတ်တဆိတ်ထွက်သွားခဲ့ပါတော့တယ်ကြောက်စဲတောင်ကြီးမှာတနတ်တန်တစ်ချက်ဟိမ့်ထွက်သွားခဲ့တယ်အလောင်းမင်းတရားကြီးရဲဘက်တော်သစ္စာရှိခဲ့တဲ့စစ်သူကြီးမင်းခေါင်နော်ရထားဟာကြဆုံးသွားခဲ့ပါပြီဒါပေမဲ့တမိုင်းရဲ့မျက်ရည်ဇက်တွေကတော့သူ့နာမည်ကိုဒီနေ့ထိတိုင်ရေးထိုးထားဆဲပါပဲကြည့်ရှုနားဆင်ပေးခဲ့ကြတဲ့တယောက်စီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ဗီဒီယိုလေးမှာလိုအပ်ချက်နေရရှိရင်လည်းအနူးညွတ်တောင်းပန်ပါတယ်